ခေါင်းစဉ်နဲ့ဆရာတို့ဒီမှာဟောပြောတာမင်းတို့လိုပဲဒီမှာကြက်ညက်ကလေးနော်ဒီလိုလေးထိုင်ကြတယ်ပေါ့ကွာတငယ်ချင်းတွေနဲ့တိတ်ပြောစရာကောင်းတာဆရာကြီးကနော်လင်္ကာတွေကြပြားတွေခုနကဆရာကြီးပြမျိုးလိုတိုင်ပေးတယ်ဆိုလို့ရှိရင်ဆရာတို့ like ဆိုချရတယ်တိတ်ပြောစရာကောင်းတာဟုတ်လားအဲ့ဒီလို like ဆိုရင်းနဲ့ပဲနော်ဟိုဘေးကိုလည်းလှမ်းလှက်ပြီးတော့ကြည်သေးတာပေါ့ဟုတ်တယ်မလားကြည်လားကြည်ဘယ်ကိုကြည်လဲဘယ်ကိုကြည်ရလဲနော်ဟမ်ဆရာဟုတ်တယ်ဆရာကိုမြင်ရောမြင်ရလားတော်သေးတယ်ဆရာမတွေကျေးဇူးကြောင့်ဆရာမတွေမိဆက်နှိုးပေးလို့မဟုတ်ရင်ဆရာကိုမြင်ရမှာမဟုတ်ဘူးနော်မဲနေတာနဲ့အဲ့တော့ဆရာတို့လည်းဒီအကြောင်းကနေထွက်ခဲ့တယ်ဆိုတော့အဓိကပြောချင်တာနော်ဆရာအမျိုးသမီးဆိုလည်းဒီအကြောင်းတက်ပဲဆရာတို့တန်းနဲ့ပဲတနည်းပြောရလို့ရှိရင် crash ဒါမျိုးချတော့တက်တယ်နော်အောင်မအဲ့တုန်းကမလုပ်တယ်လေသိလားအတက်ကောင်းတွေသင်ပေးလာအောင်ဆရာမတွေမကြောက်အောင်တိုးတိုးပြောမယ်ဟုတ်လားတိတ်မသိချင်ဘူးလေတူရအကုန်လုံးတိတ်ဆိတ်သွားတာစာအုပ်လင်းကားတယ်နော်စာအုပ်လင်းကားအဲ့တော့သူကတဟောက်ကိုဟိုဖြစ်တာသိလားမာနာကြီးတာအဲ့လိုပဲနှကန်းလေးကအဲ့လိုငပူရင်းနှကန်းလေးနဲ့သူကဟုတ်လားအောင်ကလေးတိတ်နန်းဆန်တာနော်သပင်ကကရုံးစတော့ကျောင်းကိုလာရင်ကျောင်းပြင်ပေါ်မောက်ရလဲလာသလားမှတ်ရတယ်ညနာမှာဖွေးနေတာပဲတဏ္ဍခါးတွေဟာနော်ဒီနေ့ခေတ်လိုမိတ်ကပ်တွေပါးနီတွေလိမ့်တာမဟုတ်ဘူးအဲ့ဒါဟိုဆရာလည်းနော်မျက်လုံးမှောက်ပြီးတော့တောချောက်ပြီးတော့ဒီလိုပြောတာမဟုတ်ပါဘူးဒီလိုပြောတာမဟုတ်ပါဘူးအဲ့ဘာလုပ်နေလဲဆိုတော့စာအုပ်လေးသွားငှားငါစာမမီလို့ပါရဲ့ငါ့ကိုစာအုပ်လေးငှားစမ်းပါသွားငှားပြီးတော့စာအုပ်ထဲမှာနော်စာအုပ်ထဲမှာကြပြားလေးတွေရေးရရုံတန်းစကားတွေနဲ့ပုံဖမ်းမှားခဲ့တဲ့အတွက်ကြောင့်အခုတော့ကိုခုံတန်းလျားမှာတယောက်တည်းပါချေတော်သေးတာပေါ့ဆရာမမတိုင်လို့ဟုတ်လားအဲ့လိုစာလေးတွေပေးတာတို့ဆရာတို့ခစ်ကတော့တယောက်နဲ့တယောက် crash ရှိတာပေါ့အတန်းထဲမှာဒီရွယ်ကတိရွက်ကလေးတွေလှုပ်ရင်ဘာဖြစ်တယ်လဲတော်သေးတာပေါ့ကိုဘက်ကျောင်းတော့ဆိုရင်တိရွက်ကလေးတွေလှုပ်ရင်ဘာဖြစ်တယ်လဲဆိုတော့ရီးကျင်တယ်တဲ့ရီးကျင်တာမြဲရီပေါ့ဟုတ်လားအဲ့လိုရွယ်ဆိုတော့ဒါတော့ရှိမှာပဲဒါသဘာဝပဲတားလို့မရဘူးရရဲ့လားမရဘူးလားတားကျင်တာလေမရဘူးလားရအောင်လုပ်ရမယ်နော်ရအောင်လုပ်ရမယ်အဲ့တော့မို့တဘာဝကတော့တားလို့မရဘူးပေါ့လူကတော့တားလို့ရတာပေါ့အဲ့တော့ဆရာတို့ခေတ်တုန်းကအဲ့လို10တန်းပေါ့ဆရာတို့ခေတ်တုန်းကအခုလို17တန်း17တန်းမဟုတ်ဘူးအဲ့တော့10တန်းမှာ crash မရှိဘူးလားဆိုတော့ရှိတာပေါ့ဒါပေမဲ့အဝေးကပဲ crash တာဖြူဖြူစင်စင်နှလုံးသားလေးနဲ့ crash တာဆရာတို့ဘယ်ကြမှာပြန်တွေ့လဲဆိုတော့ရန်ကုန်တက္ကသိုလ် तू ကလည်းမဟာတန်းနေတက်နေပြီဟုတ်လား MRES တို့ဘာလို့တက်နေပြီရန်ကုန်တက္ကသိုလ်ထဲမှာတက်တော့မှဆရာလည်းအဲ့ဒီမှာဘွဲလွန်နေလာတက်တော့မှနှစ်ယောက်ပြန်တွေ့ကြတာအဲ့ဒီကြတော့အဓိပတိလမ်းမပေါ်မှာဒီလိုဖြစ်သွားတာပေါ့ဟုတ်တယ်မလားသဘောကိုပြောတာပါအဲ့တော့တို့သမီးတို့ဒီရွယ်တွေမှာစမ်းသပ်ချင်တဲ့အရာတွေရှိကောင်းရှိလိမ့်မယ်နော်ရှိကောင်းရှိလိမ့်မယ်ဆိုရပါစို့အရက်မစမ်းသပ်ဘူးလားမစမ်းသပ်နဲ့တချို့ကြတော့အပေါင်းအသင်းမှားတယ်အပေါင်းအသင်းမှားတော့စမ်းသပ်တယ်ဟုတ်တယ်မလားအဲ့တော့ဆရာစာကြိုးလေးတစ်ခုပြောပြအောင်မယ်အဲ့လိုစမ်းသပ်မိတာနော်စာကြိုးလေးဆက်ထားတာထင်ပါတယ်ဘယ်သူရေးသလဲတော့မသိဘူးနော်အရက်တည်တဲ့လက်ကိုတုံစေဤတဲ့နော်အရက်တည်လက်ကိုတုံစေဤ love တည်တဲ့ hat ကိုခုံစေဤနော်တောက်ပါများရင်မူးပြီးတော့တဲ့နော်ချစ်ပါများရင်တော့ယူတယ်အယူဖြစ်ချင်လားငငယ်ရွယ်ယူသွားရင်ကောင်းပါမလားအဲ့တော့ကြီးမှယူဟုတ်တယ်မလားနော်အဲ့တော့အပေါင်းအသင်းမှရင်အဲ့ဒီလိုတွေဖြစ်တတ်တယ်ဒါကိုသတိပေးတာပါနော်အဲ့တော့ဒီနေရာဒီ
အာထာကနှစ်အင်မတန်မှအောင်မြင်မှန်တယ်လို့ပြောရမှာအဲ့တော့ဆရာကြီးမင်းယူဝယ်ကိုဂုဏ်ပြုသောအားဖြင့်သူရေးခဲ့တဲ့နော်သူရေးတယ်ဆိုတာမြတ်စွာဘုရားဟောကြားထားတဲ့တရားတော်တွေကိုသူကပြန်ပြီးတော့ရေးတာရှိ950ဇဝတ္ထုပုံမြင်များဆိုပြီးတော့ရေးတာရှိအဲ့ဒီအထက်ကမှဥပမာပုံမြင်လေးဆရာပြောပြအောင်အဲ့ဒီထဲမှာပုံမြင်လေးတစ်ပုဒ်မှတ်မှတ်ရအလှပြိုင်ကြတယ်။ဘာပြိုင်ကြတော့အလှပြိုင်ကြတယ်။တောက်သမီးတို့နဲ့တူလားမတူလား။ဟမ်တူလား။မိန်းကလေးတွေအလှပြိုင်နေသလားဘာပြိုင်နေသလဲ။ယောက်ျားလေးတွေရောဘာပြိုင်နေကြသလဲ။ဟာဒီနေ့ဆရာကြားတာတော့ကြီးစားမရှိရင် FA ကောင်ဆိုပြီးတော့အဲ့ဒါပြိုင်နေကြသလားပဲ။ဟုတ်လား။ကြဟုတ်လားမဟုတ်ဘူးလား။ဟုတ်တယ်ဆိုလက်ထား။ဟာဟုတ်တယ်တဲ့။ဟုတ်လားကဲအဲ့တော့အဲ့ဒါမျိုးကပြိုင်သိရလားမပြိုင်သိဘူးတခါတော့ငါတဲ့ဂင်းကာမြစ်ထဲမှာနေတဲ့ငါရဲ့ရမုံနာမြစ်ထဲမှာနေတဲ့ငါရဲ့ငါးနှစ်ကောင်လာတွေ့တို့ဒီမှာလို့ဆိုရင်တော့အာထာက6ကျောင်းရဲ့အာထာက2ကျောင်းရဲ့လာတွေ့ကြတာပေါ့ဟုတ်လားပြိုင်ဘက်လေအာထာက2နဲ့အာထာက6နဲ့ဆိုတာပြိုင်ကြတယ်ဘာပြိုင်လဲဆိုတော့စားပြိုင်တာဆရာတို့ခေတ်တည်းကအဲ့ဒါဟိုးဆရာတို့မတိုင်ခင်ခေတ်တွေကပြိုင်ကြတယ်ဒါပေမဲ့ဂင်းကာငါးနဲ့ရမုံနာငါဘာပြိုင်တယ်လဲဆိုတော့သူတို့အလှပြိုင်ကြတယ်ဟုတ်လားတချွန်းတော်ရှိသေးတယ်ဂင်းကာငါးနဲ့ရမုံနာငါတို့အလှပြိုင်ကြမလို့တဲ့လေထွားရာဝဲဟုတ်လားအချင်းဖြစ်ပွားခိုက်ထားလိုက်ရဥရွှေလိတ်ကမိန်ကြဒီမှာငါးနှစ်ကောင်အဲ့ဒီမှာလက်သွားတာလားအနုပညာမှာခံစားရင်းနဲ့လက်သွားငါးနှစ်ကောင်အဲ့ဒီမှာထိတ်တိုင်တွေ့တယ်တွေ့တော့ဟဲ့ကောင်ဂင်းကာမြစ်ထဲမှာနေတဲ့ငါလှတာဟိုကရမုံနာငါလည်းမရောက်မင်းကွာမင်းဂင်းကာမြစ်ထဲဘာလှတို့ရမုံနာမြစ်ကမှလှတာအမငါးနှစ်ကောင်နော်ငါးနှစ်ကောင်မရောက်ဘူးကောင်လည်းအားကြမကန်မင်းကွာဘာလှလို့လဲမင်းနှုတ်သီးရဆူဆူနဲ့ငပူတင်းရုံနဲ့မင်းမတင်မဖက်ဖြစ်သွားတာပါဒါကြဆရာအိမ်ရောက်ရင်ရိုက်ခံနေအောင်မလုပ်နဲ့မင်းတို့လုပ်တာတော့အဲ့ဒါအဲ့ဂင်းကာငါးနဲ့ရမုံနာငါးနဲ့ရန်ဖြစ်ကြတယ်အဲ့ဒီလိုရန်ဖြစ်ကြတဲ့အခါမှာဘယ်သူကရောက်လာလဲဆိုတော့ဥရွှေလိတ်ကရောက်လာနော်ဥရွှေလိတ်ကရောက်လာတော့ဂင်းကာငါးနဲ့ရမုံနာကဟေးမင်းနဲ့ငါနဲ့ဒီလိုရန်ဖြစ်နေလို့ကတော့မပြီးဘူးကွာတို့အဆုံးဖြတ်ပေးမဲ့သူတယောက်တော့ရှာမှဖြစ်မယ်အဲ့လိုနဲ့ဆုံးဖြတ်ပေးတဲ့သူတွေ့ဥရွှေလိတ်ကိုတွေ့ဟာဥရွှေလိတ်ကြီးဟာကျုပ်တို့နှစ်ကောင်မှာဘယ်ကောင်ပူလှသလဲဆုံးဖြတ်ပေးစမ်းပါဗျာနော်တောင်းမှန်ဥရွှေလိတ်ကြီးကကြည့်ဂင်းကာငါးကိုတစ်ချက်ကြည့်ရမုံနာငါးကိုတစ်ချက်ကြည့်ကြည့်ပြီးတော့ဂင်းကာငါးလဲလှပါတယ်ရမုံနာငါးလဲလှပါတယ်ဒါပေမဲ့မင်းတို့မှာငါ့လိုလုံးလုံးခန္ဓာကိုယ်မရှိဘူးနော်မင်းတို့မှာငါ့လိုရှည်မျောတဲ့လေပင်လေတိုင်လေးမရှိဘူးအဲ့တော့မင်းတို့နှကောင်ကလှတော့လှတယ်ဒါပေမဲ့ငါတော့မမိဘူးကွာပွဲသိတော့အောက်မှာဒါတော့ပြောသေးတာနော်ဥရွှေလိတ်ကနော်ဒါတော့ဥရွှေလိတ်ကရေမချိုးရသေးဘူးတဲ့ခမများတဲ့ကဲမင်းတို့ကလှတော့လှတယ်ငါမမိဘူးတဲ့ဟဲ့အောင်နေတော့တဲ့ဒါတော့မှမင်းတို့ငါရေမချိုးရသေးဘူးတဲ့အောက်မှာလိတ်ကရေမချိုးရသေးဘူးတဲ့နော်သူလှတယ်အဲ့တော့ဒီနေ့ခေတ်မှာဒါတို့သမီးတို့ပြိုင်နေတဲ့အခြေအနေတွေကစာပြိုင်နေဆိုလို့ရှိရင်ကောင်းတယ် very good စာပြိုင်တာမဟုတ်ဘဲနဲ့အလှပြိုင်နေတယ်ဆိုရင်တော့အဆင်ပြေရလားမပြေတော့ဟုတ်ပြီနော်ပညာသည်ဒုက္ခတုံးကလို့တော့မစိုးဘူးမလားမင်းတို့ဆိုရတာပညာသည်ဘာဖြစ်လဲတကူပြပြသားသားဆိုပညာသည်တကူအဲ့ဒီတကူကိုပြန်ရမှာအဲ့ဒီစွမ်းရည်အဲ့ဒီတတ္တိကိုပြန်ရမှာအဲ့ဒီပညာနဲ့မှဟောဒီဘက်မှာရေးထားတဲ့စာလေးဖတ်ကြည့်ပါဦးဖတ်ဘူးလားဖတ်ကြည့်ပါဦးဆိုရလိုက်တာအဆင်မပြေဘူးဒီအတန်နဲ့အဆင်မပြေဘူးလူငယ်ဆိုတာတက်တက်ကြွကြွဖျက်ဟုတ်လားမဟုတ်ဘူးလားလူငယ်တွေအသိရှိလားရှိပါတယ်အဲ့ဒီအတန်နဲ့ဖတ်မယ်ဟုတ်မယ်အဲ့ဒီမှာရေးထားတဲ့အဓိပ္ပာယ်ပညာပြည့်ဝနှလုံးလှတော့တဲ့ကိစ္စကြီးငယ်ဘာဖြစ်လဲ
ဆောက်တပွဲလေကျင်းကျဲထွင်းဖောက်ပညာပြည့်ဝတဲ့သူပါတဲ့နော်ဆောက်တပွဲကျင်းကျဲထွင်းဖောက်ဆိုတာဘဝမှာတို့နေထိုင်နေတဲ့ပြဿနာတွေကတက်လာအများကြီးပဲဟုတ်လားတယောက်တည်းနေရင်လည်းတယောက်တည်းရဲ့ပြဿနာရှိတယ်မိသားစုဘဝဖန်တီးမယ်ဆိုရင်လည်းမိသားစုရဲ့ပြဿနာရှိဟုတ်လားဒါတော့သမီးတို့ရဲ့ဖေဖေမေမေတို့မေးကြည့်မိသားစုမှာပြဿနာတွေဘယ်လောက်များသလဲအများကြီးရှိတယ်အဲ့ဒီပြဿနာတွေကိုပြေလည်အောင်ဖြေရှင်းဖို့အတွက်ဆိုလို့ရှိရင်ဒီနေ့ခေတ်ဆိုတော့ problem solving ပေါ့ဟုတ်တယ်မလား problem solving လုပ်မယ် problem solving လုပ်ဖို့အတွက်ဘာအရေးကြီးလဲ critical thinking အရေးကြီးတယ်ဝေဖန်ပိုင်းခြားစဉ်းစားဆုံးဖြတ်နိုင်စွမ်းအရေးကြီးတယ်တို့ပညာရဲ့ definition ကိုတို့မင်းတို့အတန်းကျောင်းတွေမှာသင်ခဲ့ပြီးသားဖြစ်တယ်ပညာ is equal to ပါတယ်ခက်စစ်မှတ်မိသေးလားအကောင်အစိုးအကြောင်းအကျိုးအမှားသူတို့ပဲရတယ်လို့လည်းရောချနော်အကောင်အစိုးအကြောင်းအကျိုးအမှားအမှန်ဝေဖန်ပိုင်းခြားစဉ်းစားနိုင်သောဉာဏ်ကိုပညာဟုခေါ်သည်ကဲပြန်ပြောကြည့်မယ်အကောင်အစိုးအကြောင်းအကျိုးအမှားအမှန်ကိုဝေဖန်ပိုင်းခြားစဉ်းစားနိုင်သောဉာဏ်ပညာဟုခေါ်သည်ဒါပဲအဲ့တော့ပညာဟာဘာလဲလို့မေးဉာဏ်ပဲဆုံးဖြတ်နိုင်တဲ့ဉာဏ်စဉ်းစားနိုင်တဲ့ဉာဏ်အဲ့ဒါကိုပညာခေါ်တာပဲအဲ့တော့သမီးတို့မောဟတထာသင်ရတယ်မလားမောဟတထာပြဿနာတွေအများကြီးဖြေရှင်းတယ်ဘာနဲ့ဖြေရှင်းလဲဒုံးနဲ့ဖြေရှင်းသလားလက်သီးနဲ့ဖြေရှင်းသလားခြေထောက်နဲ့ဖြေရှင်းသလားဒီနေ့ကအကြောင်းသူအကြောင်းသားတွေ line ပေါ်မှာအဲ့လိုတွေဖြေရှင်းနေကြတယ်အဲ့ဒါဘာဖြေရှင်းနည်းတော့ပညာမဲ့ဖြေရှင်းနည်းဘာဖြေရှင်းနည်းတော့ပညာမဲ့ဖြေရှင်းနည်းပညာမဲ့ဆိုတာဉာဏ်မရှိဘူးစဉ်းစားနိုင်တဲ့ဉာဏ်မရှိဘူးဉာဏ်မရှိတော့ဘာနဲ့ဖြေရှင်းလဲသူ့ရှိတဲ့လက်သီးနဲ့ဖြေရှင်းတာပေါ့အဲ့တော့အဲ့လိုပြဿနာတွေတက်လာပြီဆိုရင်များသောအားဖြင့်လူမိုက်လို့ဖြေရှင်းဖို့စဉ်းစားတယ်မိန်းကလေးတွေသေချာမှတ်တာအဲ့ဒီလိုလူမိုက်လို့ဖြေရှင်းတဲ့ကောင်မျိုးဘယ်တော့မှဟီးရိုးလို့မတတ်မှတ်နဲ့အဲ့ဒါ0ကောင်နေဘာကောင်နေတော့အတိညာမရှိလို့သူ့ကိုဘာလို့ခေါ်လဲ0ပညာနဲ့ဖြေရှင်းတတ်တဲ့ကောင်ကိုဘာလို့ခေါ်လဲဟီးရိုးဖြစ်ဖို့အတွက်ဆိုရင်ပညာရရမယ်တကူရှိရမယ်အဲ့တော့သူတို့စဉ်းစားကြည့်ပါအဲ့ဒီကောင်လေးတယောက်ပညာမသိမှုပါအလေလိုက်နေတယ်ကွာကောင်လေးဆောင်ရှိဂီတာသွားတီးနေတယ်ကွာတစ်ချိန်လုံးရီးသားအကြောင်းပဲစဉ်းစားနေတယ်ကွာသူ့မှာပညာရပါမလားဆရာမတွေတင်တဲ့ပညာရပါမလားမရဘူးသူဘာတွေပဲသုံးမလဲလက်တွေချောင်းတွေဒါတွေပဲသူသုံးတတ်မယ်ကောင်းပြီအဲ့ဒီလူတယောက်ကျောင်းထွက်တယ်စောစောထွက်တယ်အိမ်အောင်ကျသွားတယ်သူ့မှာဖြည့်ရှင်းနိုင်တဲ့ဉာဏ်ပညာရှိလားမရှိဘူးမရှိတော့သူဘာနဲ့ပဲဖြည့်ရှင်းမလဲလက်တွေခြေထောက်တွေအဲ့တော့ဘာဖြစ်မလဲကမ်းနားမှာကုန်သွားထိုင်ရင်လည်းထမ်းမယ်အားနဲ့လေအင်းအားနဲ့ညာနာအားကိုအသုံးမပြုတတ်တဲ့သူကဘာနဲ့ရှာရလဲကာယအားနဲ့ရှာရတယ်ဝမ်းရည်ဟာပြဿနာဟုတ်မဟုတ်တပ်ပေတ္တအာဟာရထိတိကာတဲ့တရားဝါတွေအားလုံးဟာအာဟာရတစ်ခုတည်းပေါ်မှာမိတည်နေရတယ်တရားဝါတွေအားလုံးဟာအစာအာဟာရမဆိုင်ဘာဖြစ်လဲဂုတုတဲ့တုံးကြိုင်းခဲ့တည်တော့မှာအဲ့တော့အဲ့ဒီပြဿနာကိုဖြေရှင်းဖို့ရာအတွက်ဆရာတို့ဘယ်လိုဖြေရှင်းမလဲကာယအားလားညာနာအားလားညာနာအားနဲ့ဖြေရှင်းမယ်ဆိုတို့ဘာကိုသင်ရမလဲပညာသင်ရမယ်ပညာဆိုတဲ့တကူအဋ္ဌိဘက်ရှိတော်မှာသာလျင်တို့တွေဟာတို့ဘဝမှာကြုံတွေ့ရမယ်ခုနလိုနော်တိုက်ခိုက်မှုပြဿနာတွေတော့၎င်းဝမ်းရည်ပြဿနာတွေတော့၎င်းတခြားပတ်ဝန်းကျင်ပြဿနာတွေတော့၎င်းဒါတွေကိုပညာနဲ့ဖြေရှင်းနိုင်မှာဖြစ်တယ်မဟုတ်လို့ရှိရင်တော့ဆင်ပြေမှာမဟုတ်အဲ့တော့နောက်ထပ်ပုံမြင်လေးတစ်ပုဒ်ထပ်ပြီးတော့ပြောဦးမယ်ဟိုရှေတုံးကတဲ့တစ်တောင်ငှက်တစ်တောင်ငှက်တစ်ကောင်ရှိအဲ့ဒီတစ်တောင်ငှက်တစ်ကောင်ကဘယ်မှာနေတယ်လဲဆိုတော့လက်ပံတော်မှာနေတယ်ဘာတော့လက်ပံတော်အဲ့ဒီလက်ပံတော်ဆိုတာလက်ပံပင်ဆိုတာအထဲမှာအနှစ်မရှိဘူးပွားရောင်ရောင်ကြီးဟုတ်လားတစ်ပင်တော့တစ်ပင်ပဲဒါပေမဲ့အထဲမှာအနှစ်ရှိရလားမရှိဘူးပွားရောင်ရောင်ကြီးနောက်တစ်ကောင်ကကျတော့ရှားတော်မှာနေတယ်ဘယ်တော့မှနေတော့ရှားတော်မှာနေတယ်အဲ့ဒီရှားပင်ဆိုတာအလဲမှာအနှစ်ပြည့်အင်မတန်မာကြောတယ်နော်အဲ့ဒီတော့ရှားတော်မှာနေတဲ့တစ်တောင်ငှက်ကသူကငငယ်ကလေးကအဲ့ဒီရှားပင်ကိုပေါက်ပြီးတော့တစ်တောင်ငှက်ဆိုတာတစ်ပင်ကိုပေါက်ပြီးတော့အထက်ကပိုးကောင်လေးထွက်လာတဲ့ပိုးကောင်လေးတွေကိုစားတယ်နော်အဲ့ဒီအချိန်မှာရှားတော်ကတစ်တောင်ငှက်နဲ့လက်ပံတော်ကတစ်တောင်ငှက်နှစ်ကောင်မိတ်ဆွေဖြစ်တယ်ဖြစ်တော့လက်ပံတော်ကတစ်တောင်ငှက်ကလာလေတယ်နော်လာလေတော့ရှားတော်ကတစ်တောင်ငှက်ကတငယ်ချင်းနော်မင်းနေထိုင်ခဲ့တဲ့လက်ပံတော်ကလို့တို့တော်ကပွားရောင်ရောင်မဟုတ်ဘူးဒါကြောင့်မင်းဒီတစ်ပင်ကိုပေါက်နိုင်မှာမဟုတ်ဘူးဒီတော့မင်းအေးစစ်စစ်နေတကယ်ချင်းငါရှာကျွေးမယ်အဲ့တော့ရှားတော့ကတစ်တောင်ခက်ကတစ်ပင်ကိုပေါက်တယ်ပေါက်ပြီးတော့ပိုးကောင်လေးတွေကိုကျွေးတယ်အဲ့လိုနဲ့တော်တော်ကြာလာတဲ့အခါကျတော့လက်ပံတော့ကတစ်တောင်ခက်ကစဉ်းစားတယ်ဒီကောင်လေးတစ်တောင်ခက်ပဲနော်ပိုးကောင်ငါလည်းတစ်တောင်ခက်ပဲဒီကောင်နဲ့ငါနဲ့အယောင်သွေးလဲတူတယ်
ဒီကောင်နဲ့ငါနဲ့နှုတ်သီးခြင်းလည်းတူတယ်ဒီကောင်နဲ့ငါနဲ့သွာလာလှုပ်ရှားပုံခြင်းလည်းတူတယ်အစားအစာလည်းတူတယ်ဒါကိုငါကဘာဖြစ်လို့သူ့ကြွေးတာကိုစားနေရမှာလဲမန်တက်မာနာကြီးလားဘာလို့သူ့ကြွေးတာကိုစားနေရမှာငါရှာစားအဲ့တော့ရှားတော့ကတက်တောင်ကတ်ကိုပြောတကယ်ချင်းဒီနေ့ကစပြီးတော့နော်မင်းကမကြွေးနေတော့ရှာမကြွေးနေတော့ငါနဲ့ငါရှာစားမဟုတ်ဘူးတကယ်ချင်းမင်းကလက်ပံတော့မှနေတာမင်းဒီမှာရှာလို့မဖြစ်ဘူးမင်းရှာမယ်ဆိုရင်လည်းမင်းလေ့ကျင့်ရမယ်ဒီညမှာမင်းလေ့ကျင့်ရမယ်ဒီပတ်ဝန်းကျင်နဲ့မင်းဟာတဟဇာတမဖြစ်သေးဘူးဒါတော့မင်းမလုပ်ပါနဲ့တကယ်ဟာရတယ်ငါလုပ်ဟောမာနတွေကြီးမန်းနေထောင်ပဲတခါတည်းသူ့ရဲ့အားနဲ့အင်နဲ့ဒီနော်ရှာတော့တကယ်ချင်းကိုမခံကျင်တဲ့အတွက်ကြောင့်ပေါက်ချထည့်လိုက်တာအဲ့ဒီအပင်မာလွန်းတဲ့အပင်နဲ့ဒုတ်ဆိုပေါက်မိတဲ့အတွက်ကြောင့်မလို့နှုတ်သီးလဲပြုတ်မျက်လုံးလဲထွက်ပြီးအဲ့နေရာမှာလေတက်ပင်ပေါ်ကပြုတ်ကြတယ်ဒီပါအဲ့ဒါဘာလဲဆိုတော့နေထိုင်ကျင်လေတဲ့ပတ်ဝန်းကျင်ဟုတ်လားကိုကလက်ပံတော်လိုနေရာမျိုးမှာပေါ့ပေါ့ရော့ရော့တာတာယာယာနဲ့နေခဲ့ရမယ်ဆိုရင်ကြီးလာတဲ့အခါကျရင်ပြဿနာပေါင်းစုံကိုဖြေရှင်းတယ်ဆိုတာထက်တိတိလေးတွေကိုပဲဖြေရှင်းနိုင်ပါဟုတ်လားမဟုတ်လားကိုကတကယ်အားနဲ့မန်နဲ့ငယ်တော့ရွယ်တော့မှတိတိချာချာနေရာအမှန်နဲ့ကျင်လည်ခဲ့ရမယ်ဆိုလို့ရှိရင်ရှားတော့မကလို့ဘာတော့ပဲဖြစ်ဖြစ်အစားအစာရှာဖွေနိုင်ပါပဲမင်းတို့လည်းအဲ့ဒီတစ်တောက်ကကလေးတွေလိုပဲမင်းတို့အခုရောက်နေတဲ့ဟောဒီကျောင်းတော်ကြီးဟာရှားတော့နဲ့တူတဲ့ကျောင်းတော်ကြီးဖြစ်တယ်အင်မတန်မှတမိုင်းအရာရောနော်ဒီပြီးခဲ့တဲ့နှစ်တွေခက်ဝေးဝေးမကြီးနဲ့ခက်စိတ်စိတ်ကိုပဲကြည့်မယ်ဆိုရင်တော့ကျတို့တိုင်းမှာပထမမြို့နယ်မှာပထမများစွာလူရည်ကျွန်းတွေလူကျွန်းလူကောင်းတွေများစွာထွက်ပေါ်ခဲ့တဲ့ကျောင်းတော်ကြီးဖြစ်တယ်ရှားတော်ကြီးတွေကိုရောက်နေတာချောင်းကိုသိရလားချောင်းကိုသိရလားအချောင်းခုလို့မရတိတိချာချာစူးစမ်းအထောက်ရမယ်အဲ့လိုမဟုတ်ဘဲနဲ့ကြီးတော်မှနော်တဖြည်းဖြည်းအရွယ်ကြီးရင်လာတော့မှဟာသူများတွေပေါက်နိုင်နေပြီငါဘာလို့နော်ဒီလိုဖြစ်နေရတာလဲဆိုပြီးတော့သွားပြီးတော့မတန်တဲ့အားနဲ့သွားလုပ်ပြီးရင်အဲ့ဒီလက်ပံတော်ကတက်တောင်ငှက်လို့မျက်လုံးထွက်ပြီးတော့တေဝဲဝင်နိုင်စရာအကြောင်းရှိအဲ့ဒါမှတ်ထားရမှာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့နေဟာလည်းမှန်နေနေဟာမှန်မှုကဆရာတို့အင်မတန်မှအရေးကြီးတယ်နေဟာမှန်တဲ့အတွက်ကြောင့်သားတို့သမီးတို့ဒီတကယ်လူရည်ကျွန်တော်ကိုမွေးထုတ်ပေးနေတဲ့ဆရာဆရာမတွေနဲ့လည်းတွေ့နေရပြီဟုတ်တယ်မလားဆရာစက်ထားတဲ့တန်ပေါက်ကြပြလေးရှိတယ်နေရာအမှန်ခွန်အားတန်အောင်လန်စိုက်ထူနိုင်လိမ့်မည်တစ်ခါတော့ဆိုကြည့်ပါနေရာအမှန်ခွန်အားတန်အောင်လန်စိုက်ထူနိုင်လိမ့်မည်ပြန်ဆိုကြည့်ပါဦးနေရာအမှန်ခွန်အားတန်အောင်လန်စိုက်ထူနိုင်လိမ့်မည်ဒါတော့သမီးတို့ဘဝမှာအောင်လန်စိုက်ထူဖို့အတွက်အင်မတန်ကြီးကျယ်ခမ်းနားတဲ့အကြောင်းတော်ကြီးကိုရောက်နေပြီစူးစမ်းဖို့ကဘယ်သူဘက်ကလဲကိုဘက်ကဟုတ်ပြီနော်နေရာအမှလိုက်ဆိုကြည့်နေရာအမှအလကားခွန်အားမရှိဖြစ်တတ်သည်ပြန်ဆိုကြည့်အောင်နေရာအမှအလကားခွန်အားမရှိဖြစ်တတ်သည်ဟုတ်လားချင်းသေးတော့ချင်းသေးပဲမွေးလာတာချင်းသေးလေးအဖြစ်မွေးဖွားလာတာပဲဒါပေမဲ့သူနေထိုင်ရတဲ့ပတ်ဝန်းကျင်ဟာလှောင်ရင်လေးထဲမှာဖြစ်နေတယ်တလိမ့်ဆန်ယုံနဲ့ရောက်နေတယ်အဲ့ဒီချင်းသေးဟာတောထဲကချင်းသေးနဲ့တွေ့ရင်ရှင်လို့ရပါမလားကာယအားလည်းရှင်လို့မရဘူးညာနာအားလည်းရှင်လို့မရဘူးဒီလိုပဲတောထဲမှာတော့ကြီးပြင်းခဲ့တာမှန်တယ်ချင်းသေးတစ်ကောင်အနေနဲ့ကြီးပြင်းခဲ့တာမှန်တယ်ဒါပေမဲ့အပြင်းထူပြီးတော့တောထဲမှာပဲအိတ်လိုက်စားလိုက်နေမယ်အဲ့ဒီချင်းသေးရောတကယ်ကြိုးစားနေတဲ့ချင်းသေးနဲ့တွေ့ရင်ရှင်နိုင်ပါမလားရှင်နိုင်စရာအကြောင်းမရှိဘူးဒါကြောင့်သားတို့သမီးတို့အနေနဲ့တကယ်နေရာမှန်ကန်တဲ့နေရာကိုလည်းရောက်နေတာဖြစ်တဲ့အတွက်ကြောင့်ကြံတဲ့ပါမွားမလိုအပ်တဲ့ကိစ္စတွေကိုဘေးချပြီးတော့တည်တည်ချာချာကြိုးစားအထောက်ရမှာဖြစ်တယ်ဒါမှသာလျှင်ဟောဒီလင်္ကာတွေကအတိုင်းပဲကျင်းကျယ်ထွန်းဖောက်ဖြတ်တောက်လိုရာပြီးနိုင်စွာဤတချို့ကပြဿနာတွေမပြီးဘူးမဖြေရှင်းတတ်ဘူးဒါကြောင့်ထွက်ပြေးတယ်တချို့ကကိုအဆုံးရှင်းလိုက်တယ်တချို့ကလိန်ကြီးတယ်ဟုတ်လားများသောအားဖြင့်အဲ့လိုကိစ္စတွေများစွာကြားတယ်တကယ်တော့အဲ့ဓာတွေကိုဆရာတို့ဉာဏ်ပညာနဲ့ဖြေရှင်းမယ်ဆိုလို့ရှိရင်တော့အဲ့ဓာတွေဟာပြည်စည်းအောင်မြင်နိုင်တယ်ဆိုတဲ့အခြေအနေရှိတယ်ငယ်အရွယ်မှာလိုက်နိုင်ရမယ်မင်္ဂလာအုပ်စု၃အုပ်စုရှိတယ်နော်ပေါင်းသင်းဆက်ဆံရေးမင်္ဂလာရဲ့နေထိုင်ရေးမင်္ဂလာရဲ့ပညာရေးမင်္ဂလာပြန်ပြောကြည့်ပါပေါင်းသင်းဆက်ဆံရေးမင်္ဂလာရဲ့နေထိုင်ရေးမင်္ဂလာရဲ့ပညာရေးမင်္ဂလာရဲ့ဟုတ်လားမောဒရာအကြောင်းကိုဖတ်လိုက်တယ်ဘဟုတုဒဖြစ်သွားပြီဟာမောဒရာဒီလိုနွားတရားစီရင်ခံစီရင်တယ်ဗဒမြတရားစီရင်ခံကိုဒီလိုစီရင်တယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ငါဘဝထဲမှာကြုံတွေ့နေရတဲ့ပြဿနာတွေကိုရောငါဘယ်လိုမျိုးဖြစ်ရှင်းမလဲအဲ့ဒါမှပညာဟုတ်လားကိုရရှိထားတဲ့ဘဟုတုဒအပေါ်မှာအခြေခံပြီးတော့စဉ်းစားနိုင်ဆိုအဲ့ဒါပညာပဲဟုတ်ပြီနော်အဲ့တော့ knowledge ကနေမှတော့ wisdom ဆိုတာကိုသွားတယ်နော်အဲ့တော့ဘာဟုသစ်စဉ်စားပြီးတော့တိတ်ပင်စအတတ်ပညာရှိရ
လူလောကထဲမှာနေမယ်ဆိုအတတ်ပညာမရှိရင်အလကားပဲအတတ်ပညာမရှိရင်ငွေမရနိုင်ကျွန်တော်ဒီနေ့ခေတ်မှာ video editing လုပ်တယ်သိရမလား video editing လုပ်တဲ့လူတယောက်ရဲ့ဝင် expert ဖြစ်သွားပြီ pro ဖြစ်သွားပြီဆိုရင်10 minute ကို3သိန်းယူတယ်ဟုတ်လား10 minute လောက် video edit လေးလုပ်ရတယ်ဆိုရင်3သိန်းလောက်ယူတယ်ဟုတ်လားအတတ်ပညာပဲအတတ်ပညာနဲ့ပဲအသက်မွေးလို့ရတယ်လို့ဖြစ်တယ်နော်အတတ်ပညာတစ်ခုခုမဖြစ်မနေသင်ရမယ်နော်နောက်ပြီးတော့ဘာဥသိပ္ပင်စာဘာဥသစ္စေစာသိပ္ပင်စာဝိနယောစစီကံကျဝတ်တွေကိုလိုက်လာရမယ်နော်စီကံကျဝတ်ဒါတို့သမီးတို့ဒီမှာကျောင်းမှာနေတော့ကျောင်းစီကံရှိမယ်အိမ်မှာနေတော့အိမ်စီကံရှိမယ်သူကလည်းသူစီကံတွေအများကြီးရှိတယ်နောက်ပြီးတော့ဆရာတို့ဘာသာတရားကနေပြီးတော့ဆုံးမပေးထားတဲ့သင်္ကာလောဝါဒတုတ်ဆိုတာရှိတယ်သိလားသားသမီးကျင့်ဝတ်သိလားမိဘကျင့်ဝတ်သိလားဆရာကျင့်ဝတ်သိလားအဲ့ဒီကျင့်ဝတ်စီကံတွေကိုလိုက်လာရမယ်ဟုတ်လားနော်နောက်ပြီးလည်းပြီးတော့နောက်ဆုံးတစ်ခုဝိနယောစာသူသိခိတော့သူဘာတိတာစာယာဝါစာနော်မှန်ကန်ယဉ်ကျေးချိုတာအေးဆိုရေးတတ်ပါစေစကားဆိုအဲ့တော့ချိုမမယားဆိုဥမလားမယားဆိုပြိုမတရားဆိုတရားလေတရားဆိုတူမသူကတူမကြိုက်တာဟုတ်လားဒီနေ့ခေတ်လူတွေကအရှိပြောနေရှောက်ပြောနေကြိုက်လားမကြိုက်တော့မဲမကြိုက်ရင်မပြောတော့ဘူးဆဲမယ်ကဲကောင်းပါပြီဒါဆိုလို့ရှိရင်ဆရာတို့ဒါတို့သမီးတို့ခွန်အားလေးတစ်ခုပေးပြီးတော့ညီကုန်းချုပ်ပါမယ်ဆရာကြီးဦးတင်မိုးရဲ့ကြပြလေးအဲ့ဒါလေးဆရာရွတ်ပြပါမယ်နော်ဆရာကြီးဦးတင်မိုးရဲ့ကြပြလေးရှိတယ်လူတဲ့ဘာလဲတော့လူတဲ့နော်ငှက်တကောင်တဲ့ငှက်တကောင်သူ့အတောင်သူ့အားကိုး၍မိုးတို့ပြန်၏ငှက်တကောင်ဟာသူ့မှာရှိတဲ့အတောင်ကိုအားကိုးပြီးတော့မိုးပေါ်မှာပြန်နိုင်တယ်ပြန်သန်းနိုင်တယ်သူ့မှာရှိတဲ့အားကိုးစရာဟာသူ့ရဲ့အတောင်ပံပဲဖြစ်တယ်သူ့ရဲ့အတောင်ပံကိုအားကိုးပြီးတော့ကောင်းကင်ပေါ်မှာပြန်တယ်ငှက်တကောင်သူ့အတောင်သူ့အားကိုး၍မိုးတို့ပြန်၏အတောင်မပါရောင်ချာချာဒီလူဒူးမှာကျွန်တော်လူတွေမှာအတောင်ပါလားမပါဘူးဟုတ်လားရှိတယ်ရှိတော့ရှိသေးတယ်အတောင်ပံပါရင်မင်းစီကိုဟုတ်လားအတောင်ပံကပါလားမပါဘူးအတောင်ပံမပါဘူးအတောင်မပါရောင်ချာချာဒီလူဒူးမှာစိတ်ကူးတွေအတောင်ပေါက်မင်းမှာအတောင်မပါပဲမဲ့ကိစ္စမရှိပါဘူးတဲ့မင်းမှာစိတ်ကူးတွေရှိတယ်ဟုတ်လားမင်းမှာ dream အိမ်မက်တွေရှိတယ်မင်းမှာပန်းတိုင်တွေရှိတယ်ငါတော့ audit ထွက်အောင်လုပ်ပဲငါတော့ဟုတ်လားထူးချွန်တဲ့သူဖြစ်အောင်လုပ်မယ်ငါပသိမ်တစ်မျိုးလုံးမှာဂုံလူဆောင်ဖြစ်အောင်လုပ်မယ်တိုင်းအစ်စ်ဂုံလူဆောင်လုပ်မယ်စသည်အားဖြင့်အိမ်မက်တွေရှိနေမယ်အဲ့ဒီအိမ်မက်တွေအတွက်မင်းမှာအတောင်ပါစရာမလိုပါဘူးတဲ့အတောင်မပါရောင်ချာချာဒီလူတို့မှာစိတ်ကူးတွေအတောင်ပေါက်မိုးဖောက်နိုင်အဲ့ဒီစိတ်ကူးတွေကိုသာအတောင်တက်လိုက်မယ်ဆိုရင်တော့တဲ့မင်းမလုံနိုင်တာဘာမှမရှိတော့ဘူးအားလုံးဟာလူတွေနော်စူးစမ်းတယ်ဆိုတဲ့နေရာမှာသူတို့ရဲ့စိတ်ကူးတွေသူတို့ရဲ့စိတ်ဆန္ဒတွေအင်မတန်မှအရေးကြီးတယ်ဟုတ်လားနောက်သမီးတို့သိတယ်အိုင်စတိုင်းနော်အိုင်စတိုင်းကဂါကြီးကိုတော့ဖြတ်နိုင်တဲ့အနုမြူ formula ကိုတည်ထွင်ခဲ့တယ် E = mc square ဆိုတဲ့ formula base အခြေခံတည်ထွင်ခဲ့တယ်အဲ့ဒါကိုအခြေခံပြီးတော့ပဲအနုမြူလက်နက်တွေကိုတည်ထွင်ကြတယ်အိုင်စတိုင်းရဲ့အခန်းလေးထဲမှာပကြီကားလေးရှိမယ်သူတီးနေကြတရောလေးရှိမယ်ဘောဘင်တွေရှိမယ်စာအုပ်တွေရှိမယ်အဲ့ဓာတွေနဲ့နေ့စဉ်ရက်ဆက်သူစိတ်ကူးနေတယ်ဒီ formula ကိုတည်ထွင်ဖို့အတွက်သူကလူသားအကျိုးပြုဖို့တည်ထွင်တာဒါပေမဲ့လူတွေကလူသားအကျိုးပြက်ရပြက်ကြောင်းကိုသူကဥလှည့်သွားတယ်လို့ပြောရမှာနော်နျူကလ িয়ার လက်နက်တွေတည်ထွင်တယ်တကယ်ကတော့နျူကလ িয়ার စွမ်းရည်ကိုလိုချင်တာအဲ့တော့အဲ့ဒီစိတ်ကူးတွေအားကောင်းလာတယ်အတောင်ပေါက်သွားတဲ့အခါအဲ့ဒီ formula ဟာအကောင်အထည်ပေါ်လာတယ်ဒါကြောင့်ဂျပန်ကဟီရိုရှီမာကိုနော်အမေရိကန်ကဘုံကျဲတယ်လေအနုပြဘုံကြီးကျဲလိုက်တယ်လေဟုတ်တယ်မလားနှစ်ပေါင်းများစွာဂျပန်တွေဒုက္ခရောက်ကြတယ်နော်အဲ့ဒါဘာလဲဆိုတော့စဉ်းစားတွေးခေါ်နေတဲ့လူတယောက်ရဲ့စိတ်ကူးစိတ်ဆန္ဒကနေပြီးအဲ့လောက်အားကြီးတဲ့ကဘာကူတော်ဖြတ်နိုင်တဲ့လက်နက်ကြီးတွေအထိတည်ထွင်တာမျိုးဖြစ်တယ်ဒီတော့သားတို့သမီးတို့အနေနဲ့လေအဲ့ဒီစိတ်ကူးတွေနဲ့သားတို့သမီးတို့ဖြစ်ချင်တဲ့အိမ်မက်တွေရီမန်းချက်တွေမျှော်လင့်ချက်တွေဖြစ်အောင်လုပ်ကြပါလို့တိုက်တွန်းအားပေးနေဆရာရဲ့ဟောပြောမှုကိုဒီလောက်နဲ့ညီကုန်းချုပ်ပါတယ်အားလုံးမင်္ဂလာပါ